Dryer ရဲ့ epic skin Dryer ရဲ့ကျွန်တော် Venom skin ကျွန်တော် epic skin ကျွန်တော် Diamond နဲ့ဝယ်ရမယ်ဆိုလို့ရှိရင်တော့ Diamond 899 Diamond ကုန်ကြမယ်ကျွန်တော်ဒီ skin ကိုကျွန်တော် Diamond တစ်လုံးမှမကုန်ဘဲနဲ့ကျွန်တော်တို့ရအောင်ယူပြမယ်ကျွန်တော်ရှိမှ Diamond 0ဒီ skin ကကျွန်တော် Diamond 849ဒါဈေးလျှော့ပေးတာတင်တယ်ဟောဒီ skin ကိုကျွန်တော်ယူပြမယ်ဘယ်လိုယူပြမလဲဆိုတော့ bro တို့တစ်ချက်လောက်တော့ကြည့်ပေးပါကျွန်တော်တို့နော်ဒါတော့ကျွန်တော်ဒီ skin ကိုကျွန်တော် Diamond တစ်လုံးမှမကုန်ဘဲနဲ့ကျွန်တော်ယူပြပေးမှာဖြစ်ပါတယ်ခင်ဗျာကဲ reaction လေးတယောက်တစ်ခုနဲ့ mobile legend GB လေး share ပေးခဲ့ကြပါအောင်နော်အားလုံးမကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပထမအဦးဆုံး step by step နဲ့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဒီကျွန်တော် profile နဲ့ကိုကျွန်တော်ဝင်လိုက်မယ်ကျွန်တော် setting နဲ့သွားမယ် setting နဲ့သွားပြီးတော့ကျွန်တော် random patient code လားမသိဘူးဗျာအဲ့ဥစ္စာရှိအဲ့ code ထဲကိုဝင်ပြီးတော့ကျွန်တော်ရေးတဲ့ code တိုင်းကျွန်တော်ဒါရေးရမယ်နော်ဒီရရဲ့ As swift as ဒီရ wind, ရဲ့ဒီရရဲ့ as fierce as fire. ဒီရရဲ့ငါလေAUG နော်ဒီကောင်လုံးလိုက်ရတယ်ကျွန်တော် random ဘောကကျွန်တော်ရသွားပြီဗျာဒီ skin ကလုံးဝရသွားပြီဆိုတော့အဲ့ဒီ skin ကဘယ်လိုရမလဲဆိုတော့ကျွန်တော်တို့ဒီ message box မှာကျွန်တော်ဝင်ကြတယ်ဟောဒီမှာ give one dance ဆိုပြီးတော့အဲ့လိုပုံလေးပေါ်တယ်ဗျာဆိုတော့အဲ့ဒီကျွန်တော်တို့ dryer ရဲ့ကျွန်တော်တို့ Venom skin ကကျွန်တော်ရဲ့လက်ထဲကိုကျွန်တော်တို့ diamond တစ်လုံးမှမကုန်ရဲကျွန်တော်တို့ရောက်ရှိလာတာပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ရဲ့ဘယ်လိုပြောပြမလဲဒါ diamond တစ်လုံးမှမကုန်ရဲကျွန်တော်တို့ You have my word. Dryer ရဲ့ Venom skin epic skin diamond 849လုံးနဲ့ epic skin ကျွန်တော်ယူပြတာပဲဖြစ်ပါတယ်ကဲဒီဘက်ပြီးသွားရင်လေကျွန်တော်တို့ရဲ့5/5ကျွန်တော်နိုင်ကြီး9သိန်းကြီးပွဲကျွန်တော် Verso 3ပွဲလေးကျွန်တော်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်လုံးဝလက်တွေ့ကြကြပဲဗျာကျွန်တော်လက်တွေ့ကြကြပဲဆိုတော့ကျွန်တော် diamond တစ်လုံးမှမကုန်ပဲကျွန်တော်ယူပြသွားတာဖြစ်ပါတယ်